အားလုံးပဲမင်္ဂလာပါကျွန်တော်ပြောင်းနေတာကရန်သက်တစ်ပတ်ရှိဖြစ်တဲ့အတွက်ဗီဒီယိုလေးမလုံးမဖြစ်တာမလို့ဗီဒီယိုလေးတစ်ပုတ်လုပ်လိုက်ပါတယ်အားလုံးပဲတီးပြီးသားလည်းဖြစ်ချင်းဖြစ်ပါပါတော့ Skin Collector တွေကအပွိုင်9သိန်းရောက်လို့ Galaxy Collector ရောက်လို့ရှိရင်ရရှိနိုင်မဲ့ feature အသစ်တွေကိုပြပြသွားပြပါမယ်ခုမြင်နေရတာတော့ Load in Effect တော်တော်လေးမိုက်တယ်ပေါ့နော်ဒါကတော့ပွိုင်9သိန်းရောက်မှရရှိနိုင်မဲ့အခွင့်အရေးပဲဖြစ်ပါတယ် feature အသစ်တွေနဲ့အတူ Collector ဘယ် level မှာနေပါစေလဲလို့ရနိုင်မဲ့အခွင့်အရေးတွေလည်းရရှိအောင်ပါ Collector ဘယ် level မှာဘယ်လိုလဲရတယ်ဆိုတော့ကိုယ်ကသူကြည့်လိုက်တော့ဗောနော်ဒါကနာမည်ကြီးစုဆောင်သူ level 5မှာဘောင်ရဲ့ elimination effect ကရရှိမှာဖြစ်ပါတယ် skin နဲ့နေလို့လဲမရအောင်ဆိုလည်းမဟုတ်ပါဘူးဝန်တော်သူအနေထားနဲ့သူလုပ်ပေးထားပါတယ်ဘောင်ပဲဖြစ်ဖြစ် elimination effect ပဲဖြစ်ဖြစ် emote ဖြစ်ဖြစ်အချိန်ကန့်တန်နဲ့ရှိပါတယ် coin လေးရခဲ့ရင်လဲထားမှာဖြစ်ပါတယ်မလဲထားလို့ရှိရင်စီစဉ်ကုန်တာနဲ့သူကဖယ်ရှားသွားမှာဖြစ်ပါတယ်ဝါသနာရှင်အစ်စ်မှာတော့အစမ်းသုံးကတ်ပဲပါမယ်ပေါ့နော်ဒါ message ပို့တဲ့အခါပေါ်မဲ့ပုံစံလေးဒါကတော့ဖိတ်ခေါ်တဲ့အခါပုံမဲ့ပုံစံလေးပဲဖြစ်ပါတယ် Mega Collector မှာကတော့ဒီ gift လေးကိုလဲပြီးတာနဲ့ကျွန်တော်တို့ရဲ့တငယ်ချင်းတွေမိတ်ဆွေတွေကိုစကင်မျှဝေသုံးစွဲလို့ရမှာဖြစ်ပါတယ်နောက်တစ်ခုက player name ကိုရွှေအောင်လေးပြောင်းပေးမဲ့ပုံစံလေးဖြစ်ပါတယ်All Collector မှာတငယ်ချင်းချင်းချင်းစကင်မျှဝေသုံးစွဲလို့ရအောင်မှာဖြစ်ပါတယ်ဒါလေးရမစိုးဘူးပေါ့နော်စကင်မရှိတဲ့တငယ်ချင်းတွေနဲ့တွဲဆွဲတဲ့ခါကြလို့ရှိရင်ဒါလေး gift ပြီးတော့ကျတော့စကင်မျှဝေသုံးစွဲလို့ရအောင်မှာဖြစ်ပါတယ်နောက်ပြီး brother တို့ဒီ event မှာစိန်ဘယ်နှလုံးလဲပြီးရဆိုတာလည်းပြောပြသွားပေးပါအောင်အားလုံးပဲဒီနေ့ကတော့ဒီလောက်ပါပဲ like subscribe လေးလည်းလုပ်ဖို့မမေ့ပါနဲ့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်အားလုံးပဲဘိုင်ဘိုင်ပါ